ကျွန်တော်ဒီဖက်ကြောင်းနည်းနည်းပြောကြပါမယ်2025ခုနှစ် January 23 ရက်နေ့ကပုံတင်ရထားတစ်စင်းက Arizona ခန္ဓာထဲမှာခုံမောင်းနေပါတယ်ရုတ်တရက်ရထားကိုတက်လာတဲ့လူရွက်သူ17ယောက်ကရထားရဲ့ air brake system ပိုင်လမ်းကိုဖျက်ချလိုက်တဲ့အတွက်ပေ9000လောက်ရှိတဲ့ရထားကြီးကထိုးရသွားပါတယ်လူရွက်သူတွေကကုန်တင်ကန်အမှတ်17ထဲကပစ္စည်းတွေအကုန်လုံးမြင်မြန်ဆန်ဆန်ပဲရထားကိုချရက်ဆောင်နေတဲ့ကားပေါ်တင်ပြီးပျောက်ကွယ်သွားပါတယ်အဲဒီမှာပါသွားတာတော့အခုမြင်နေရတဲ့ဖက်နက်မျိုးအရင်$2000 4သိန်းကျော်ဖြစ်ပါတယ်ဒီဖက်ကစပိန်လောကရဲ့အတောက်ပဆုံး BMX player Nigel Sylvester နဲ့ Nike နဲ့ collaboration လုပ်ပြီးထုတ်ထားတဲ့ဖက်နက်ပါ2024ခုနှစ်တုန်းကလည်းဒီလိုမျိုးပဲ Nike ရဲ့ logo ကြီးကိုပါ Bike တော့မဟုတ်ဘူးနော် Bike ဆိုပြီးတော့ပြောင်းပေးထားတဲ့ဖက်နက်ထွက်ခဲ့ဦးတယ်နောက်18လောက်တုန်းကလည်း Nigel တို့နဲ့ collaboration တော့လုပ်ခဲ့ဦးတယ်ဒါပေမဲ့တိတ်ပြီးတော့ဖော်ပြလာမဖြစ်ခဲ့ဘူးဒါပေမဲ့2024ထွက်ခဲ့တဲ့ Bike Air ကတော့စပိန်သမားတွေရဲ့တခဲနဲ့အားပေးမှုနဲ့တော်တော်လေးကိုလူကြိုက်များခဲ့တဲ့ sneaker တွေကြီးရစည်ရင်းမှာဝင်ခဲ့တဲ့ဖက်နက်တွေဖြစ်ခဲ့ဒီဖက်နက်ကအဲ့ collaboration အောင်မြင်မှုကြောင့်ဆက်ပြီးထွက်လာတဲ့ဖက်နက်လို့ပြောရင်တော့ရတယ်ဖက်နက်ရဲ့နာမည်ကတော့ Brick by Brick ပါအဲ့တော့ Brad ရဲ့လက်ထဲရောက်လာရင်ဒီဖက်နက်ရဲ့သဘောကျစရာကောင်းတဲ့အချက်တွေကိုပဲဦးစားပေးပြောရတာ true mainstream ဖြစ်လာပြီထင်တယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်တော့ဒီဖက်နက်ရဲ့မကောင်းကြောင်းတွေကြီးပဲထိုင်ပြောကြမယ်လို့စဉ်းစားထားပါတယ်ကျွန်တော်2025ခုနှစ်ရဲ့ sneaker of the year အကောင်းဆုံးဖက်နက်ဖြစ်လာလိမ့်မယ်ဘာညာဆိုပြီးတော့လေတံအပြစ်ခံနေရတဲ့ဖက်နက်ကိုထိုင်ပြီးတော့အပြစ်ရှာကြပါမယ်ဆိုတော့ဘူးကအစပြောရရင်ဘူးကတော့တော့ဝေဖန်လို့မရဘူးသူက special project ဘူး special edition ဘူးဆိုတော့ဖက်နက်ရဲ့နာမည် Brick by Brick ဆိုတဲ့အတိုင်းဒီ okay ပုံစံမျိုးဘူးကိုလှုပ်ထားပေးထားတာဘူးတော့ပြောလို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့အထက်က package ကလည်းအပြစ်ပြောလို့မရပြန်ဘူးဒါက New York မှာ okay တွေကိုပို့တဲ့အခါဒီလိုမျိုးကြိုးတွေနဲ့ပတ်ပြီးတော့ပို့တဲ့အထာမျိုးလှုပ်ထားတာဆိုတော့မိုက်တယ်မကောင်းပြော I know ကြာ okay သိတယ်ဒီဖက်နက်ကိုဝေဖန်အားမှာဆိုတာသိတယ်အဲ့တော့စပြီးဝေဖန်ရင်ဒီကျိုးကိုဖြုတ်လိုက်တော့ပေါ့နော် okay စပြီးဒီအိတ်ကြီးကစပြီးဝေဖန်ပါဒီအိတ်ကြီးကဘာလို့ထည့်ထားလဲဒီအိတ်ကြီးကမမိုက်ဘူးပေါ့နော်ဒါလုံးဝတလွဲမမိုက်ဘူးစိတ်ပဲမရှိဘူးဒီအိတ်ကြီးမှလူမမလိုတဲ့ဥစ္စာဟုတ်စေသူအဲ့တော့ဖက်နက်ကစပြောဖက်နက်ကလည်းအပြစ်ပြောပါမယ်ဆိုတော့မှပဲအရင်ထက်တော့မပူပြီးလှနေတယ်လို့ခံစားနေရပါတော့ okay စပြောရင်တော့ဒီဖက်နက်အယောင်ပေါ့နော်အယောင်ရအုတ်ကျိုးရောင်အနီရောင်ကြီးအဲ့တော့ outfit ရွေးလိုက်မယ်အမြဲတမ်းအပေါ်နဲ့အောက်နဲ့အနက်ကိုမှအတူအရှည်ဒီလိုမျိုးပဲပြောင်းဝတ်နေတဲ့အဲ့ဟိုကြောင်တောင်ဂျင်မီတို့ဘာတို့လိုကောင်းနေနဲ့ပဲကိုက်မဲ့ဖက်နက်မျိုးဖြစ်လိမ့်မယ် outfit တိုင်းနဲ့တော့လိုက်မယ်မထင်ဘူးသဲကွဲရောင်လေးပန်းရောင်လေးနဲ့ဝတ်မယ်ဆိုလို့ရှိရင်တော့နည်းနည်း match မဖြစ်တာမျိုးတော့ဖြစ်နိုင်တယ်ပေါ့နော်နောက်မှာလည်း bike ဆိုတဲ့ logo ကြီးနဲ့ပေါ့နော်ဖက်နက်ကြောင့်မသိရတဲ့သူတွေမြင်ဒီဖက်နက်ကအတူကြီးသားလို့လည်းထင်ခံရတယ်ဖက်နက် Jordan 4ရဲ့ထုံးစံတိုင်းဖက်နက်ကလည်းခြေထောက်ပေါ်မှာထူထူကြီးကြီးဆာဆာကြီးလည်းဖြစ်နေဦးမှာတော့မိုက်ဘူးအဲ့တော့လည်းမမိုက်တဲ့ဖက်နက်ကိုဒီ runway တွေဘာတွေနဲ့ promotion တွေ marketing တွေလည်း share ဆင်းထားသေးတယ်အဲ့တော့ဆိုလို့ရှိရင်လည်းအင်ကြီးအမဲတွေနဲ့ပဲအဓိကတွဲပြီးတော့ဒီဖက်နက်ကိုဝင့်ပြသွားတာဒီဖက်နက်ကတေချာပေါက်အမဲနဲ့ပဲဝဲရမလားလို့မေးခွန်းထုတ်စရာရှိတယ် overrated ဖြစ်တယ်ဖက်နက်ဆိုရတဲ့ rubber ဆိုကြီးတော့ပါဒီလောက်ပဲမကောင်းပြောရမှာကျွန်တော်ထပ်ပြီးမပြောနိုင်တော့ဘူးပေါ့နော်ဒီဖက်ကိုစီးကြရတဲ့လောက်ဒီဖက်ရဲ့ဒီ toolbox area နည်းနည်းကျင်းတယ်ကျွန်တော်ပုံမှန်စီးနေကြ size တွေထက် one side ဒါမှမဟုတ် half side လောက်အနည်းဆုံးတိုးပြီးတော့ဝယ်တင်တယ်ဖက်ရဲ့ comfort ဘိုင်းကတော့ဒီ Jordan 4တွေ basketball ဖက်တွေရဲ့ထုံးစံတိုင်း comfort ကအရန်အကောင်းကြီးလည်းမဟုတ်ဘူးအရန်အဆိုးကြီးလည်းမဟုတ်ဘူးကျွန်တော်7 out of 10လောက်ထိပြီးလို့ရတဲ့အနေအထားမှာရှိတယ် overall ပြောရရင်တော့ဒီဖက်ကလောလောဆယ်နိုင်ငံတကာ reviewer တွေကြားထဲမှာ sneaker of the year 2025ခုနှစ်အတွက်အကောင်းဆုံးဖက်ဖြစ်လာလိမ့်မယ်ပါညာဆိုပြီးတော့လေသံပြက်နေရတယ်ကျွန်တော်ကြားနေရပြီပေါ့နော်ဒါပေမဲ့ဗျာအခုမှ4လပိုင်းပဲရှိပါသေးတယ်ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်လတွေအများကြီးကြံသေးတယ်တခုတော့ရှိတာပေါ့ဒီဖက်ကဖက်နဲ့ပတ်သက်ရင်တော့စပိန်လောကလိုမျိုး industry အသစ်တစ်ခုကို target ထားပြီးထွက်လာတဲ့ဖက်အောင်မြင်မှုလည်းရခဲ့တယ်နောက်ပြီးတော့ဒီယထာဘောကနေအလူခံရတဲ့ဘာညာဆိုတဲ့ background story အကျဉ်းကြီးတွေလည်းရသွားတဲ့ဖက်ပေါ့နော်ဒီဖက်လောက်စိတ်ဝင်စားစရာကောင်းတဲ့ဖက်တွေထပ်ပြီးတော့မထွက်လာနိုင်တော့ဘူးဆိုရင်တော့ဖြစ်နိုင်တယ်ဒီဖက်က sneaker of the year ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်လတွေကြံပါသေးတယ်